မသုံးလေကောင်းလေဆိုတဲ့အမျိုးသားတွေအနေနဲ့သိထားရမှာကကိုနှုံးဆိုတာကအကာအကွယ်တစ်ခုတည်းပိုပါတယ်ရှင်အမျိုးသားတွေကဘာကြောင့်ကိုနှုံးကိုမသုံးချင်ကြတာလဲဒီအကြောင်းကိုပြောရင်းနဲ့ကိုနှုံးရဲ့အရေးပါမှုကိုဆွေးနွေးကြည့်ကြရအောင်ရှင်ကိုနှုံးဆိုတာကကိုနှုံးပါတာနဲ့မပါတာရှင်တဲ့အခါမှာကိုနှုံးပါတယ်ဆိုရင်ခံစားမှုကရော့ကြတယ်လို့တွေးတတ်ကြပါတယ်ရှင်ဒါပေမဲ့နီးပညာတိုးတက်လာတာနဲ့အမျှလိလူမရှိတင်တော့ပါဘူးရှင်အခုဆိုရင်အလွန်ပါလာတဲ့ကိုနှုံးတွေကိုလည်းထုတ်လွှင့်နေပြီဖြစ်တဲ့အတွက်ကြောင့်စမ်းသိတင်ပါတယ်နောက်ထပ်အကြောင်းပြချက်တစ်ခုကတော့ထောင်မနေတဲ့အချိန်မှာကိုနှုံးကိုဆွလိုက်တာကဖြစ်နေတဲ့ခန်းစားချက်ကိုရောချစေနိုင်ပြီးတော့မှထောင်မမှုကိုလည်းရောချစေနိုင်တယ်လို့ဆိုကြပါတယ်ရှင်တတိယတစ်ချက်ကတော့မိမိပါတနာကိုဂျုံမလို့မသုံးဖြစ်ကြတာမိမိပါတနာကိုတလေးတစားရှိပြီးတော့မှကိုနှုံးမသုံးခြင်းရဲ့နောက်ဆက်တွဲတွေကိုလက်ခံဖို့အတွက်မိမိမှာအပြည့်အဝတာဝန်ရှိပါတယ်ရှင်ကိုနှုံးမသုံးချင်တာကအခုပြပြပေးခဲ့တဲ့အကြောင်းပြတဲ့ကြောင့်ဆိုတာကတော့လက်ခံပွဲရဖြစ်တယ်ဆိုပေမဲ့လည်းလိမ်မှုဘဝတာယာမှုအတွက်ဆိုရင်ကတော့နောက်ဆက်တွဲဆိုးကျိုးတွေမဖြစ်ဖို့အတွက်ယုံကြည်စိတ်ချရမှုကိုဦးစားပေးပြီးတော့မှကွန်ထရိုးကိုမဖြစ်မနေသုံးသင့်ပါတယ်